ဒီနေ့မိမိတို့ရဲ့သမီးရတနာလေးရွှေရုပ်ရဲ့ဝိဇာတမွေးနေ့မင်္ဂလာမှာကောင်းမှုတစ်ခုပြုကြတယ်ပေါ့အစောကဥစဉ်တိုင်းပြခဲ့ပြီးမွေးနေ့မွေးရဲ့ကုသိုလ်ဆက်ကအမြတ်သိက္ခာလွန်ကျမ်းမာကြီးတဲ့မွေးနေ့မွေးရဲ့ရောက်လာလို့ရှိရင်ဥစဉ်တို့ကကုသိုလ်ကောင်းမှုပြုပေးရမယ်တဲ့။ဘာကြောင့်ကုသိုလ်ပြုပေးရမှာလဲဆိုလို့ရှိရင်လူဘဝကြီးကိုရလာတဲ့ပုဂ္ဂိုလ်တိုင်းမွေးနေ့တွေဆိုတာမရှိဘူးလား။မွေးနေ့တွေဆိုတာရှိတယ်ရလာတဲ့မွေးနေ့ဆိုတာဘာကြောင့်လူဘဝကြီးကိုရလာပြီးမွေးနေ့ဆိုတာရှိတာလဲဆိုလို့ရှိရင်နော်လူသားအားရဲ့လူသားရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီလူသားဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းနံပါတ်1အနေနဲ့ကံကောင်းလို့ပဲတဲ့နော်ဘာဖြစ်လို့ကံကောင်းတာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဘုရားမြတ်စွာဘုရားကဟောထားခဲ့တယ်လေဒုံလဘတရား5ပါးထဲမှာဗုဒ္ဓဘာသာဒုံလဘဘုရားဖြစ်ဖို့ခဲရင်နေမနုဿတ္တဘာဝဒုံလဘတဲ့လူဖြစ်ဖို့ခဲရင်နေတတ္တတံပတ္တိတဲ့သရတရားနဲ့ပြည့်စုံမှုလဲခဲရင်နေပပ္ပစိတာတဲ့ဆင်ယံဖြစ်ဖို့လဲခဲရင်နေတတ္တမသာဝနာတဲ့သူတော်ကောင်းတရားနာကြရဖို့လဲခဲရင်နေမြတ်စွာဘုရားကဒုံလဘဆိုတာခဲရင်နေတရားမှာဝိတ္တဒုံလဘတွေပြောတာမဟုတ်နော်တကယ်တော့ဒုံလဘဆိုတာခဲရင်တဲ့အမှုကိုပြောတာပဲနော်ခဲရင်တဲ့အမှုရခဲ့တဲ့အမှုကိုရတဲ့ပုဂ္ဂိုလ်တွေကိုဒုံလဘပုဂ္ဂိုလ်ဒုံလဘတရားလို့ခေါ်တာဒါကြောင့်မို့ခဲရင်တဲ့အမှုကိုဒီနေ့သမီးလေးဆွေယောကဒီနေ့လူဘွားကြီးကိုလည်းရလာပြီလူဘွားရလာဒီနေ့6နှစ်ပြည့်ဝိဇာတမွေးနေ့ဟုတ်တယ်နော်6နှစ်ပြည့်ဝိဇာတမွေးနေ့ဒါကြောင့်မို့နံပါတ်1လူဘွားရလာတာကံကောင်းလို့ရလာတာတဲ့နော်လူဘွားရလာတဲ့ပုဂ္ဂိုလ်တိုင်းကံမကောင်းဘူးလားကံကောင်းတယ်ဒါကြောင့်မို့ခဲရတဲ့အရာမှန်သမျှကံကောင်းလို့ရတာမဟုတ်လားတနည်းအားဖြင့်ကြိုးစားလို့ရတာရှိတယ်တနည်းအားဖြင့်ကံကောင်းလို့ရတာရှိတယ်သူပညာတော်လည်းမနုဿတ္တဘာဝဒုံလဘလူဘဝကိုရလာပြီဆိုလို့ရှိရင်တော့အကြောင်းကံကောင်းငယ်လို့တနည်းအားဖြင့်အတိတ်ဘဝကကံကောင်းငယ်လို့ယေဘုဘဝမိဘနာမရဲ့ပြုလုပ်ပေးတဲ့အကြောင်းကုသိုလ်ကံတွေနဲ့ပေါင်းစပ်မိလို့မိမိတို့အနေနဲ့ဒါဟာကောင်းတဲ့အကျိုးတရားတွေကိုရလိုက်မယ်တဲ့နော်ဘာလို့လဲဆိုတော့ဦးဇင်းတို့ဟာလာဇန်ဘက်ကမှာဆိုရင်လာပြည်မှာထွက်လာတဲ့တနည်းအားဖြင့်လာဇန်မှာထွက်လာတဲ့လာလေးဟာဆိုလို့ရှိရင်တဲ့တပြည့်တဲ့လာပြည်ရောက်မသွားဘူးလားရောက်သွားတာတနေ့တပြည့်ရက်ကလေးတွေကတစ်ချက်တည်းပေါင်းမိသွားတဲ့အတွက်လာပြည်ဆိုတာဖြစ်ပေါ်သွားတယ်လို့ပဲနော်တနေ့ပြည့်လာတာပေါ့ဒါဆိုလို့ရှိရင်ရက်ချင်းပေါင်းလာတာလာဇန်ရက်မှာလာစုပ်ရက်တနည်းအားဖြင့်ရောက်သွားတာလာပြည်ရက်ကိုရောက်သွားတာအဲ့လိုပဲဦးဇင်းတို့ဟာအတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေနဲ့ပေါင်းစပ်လို့အကြောင်းဖန်ပြီးတော့လူဘဝဆိုတဲ့မနုဿတ္တဘာဝဒုံလဘဆိုတာကြောရလာပြီရလာတဲ့ကောင်းတဲ့မှာယနေ့ပြစ္ဆုတ်ပံဘဝလူဘဝကြီးကနေကောင်းကံတွေပြုလုပ်ရမယ်အဲ့ဒီကောင်းကံတွေပြုလုပ်ရှင်မိမိတို့အနေနဲ့ဒါအကျိုးပေးတွေကထပ်ပြီးတော့များလာလိမ့်မယ်ပေါ့နော်တနည်းအားဖြင့်ပတ်စံတရားအရင်ရှိထားတယ်နောက်ထပ်1000ရလာတဲ့ဆိုလို့ရှိရင်1100ဖြစ်မသွားဘူးလားဒီလိုပဲအရင်ဘဝကုသိုလ်ကံတွေကြောင့်လူဘဝကြီးကိုတော့ရလာပြီယခုဘဝဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစပြတဲ့ကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြည့်စုံသွားမှာပေါ့ယနေ့လူဘဝကိုရလာပြီရွှေရုပ်ရဲ့6နှစ်ပြည့်မွေးဇာတမွေးနေ့မှာမွေးနေ့ကိုရောက်လာပြီဆိုလို့ရှိရင်နံပါတ်1အနေနဲ့မိမိတို့အနေနဲ့ဘုရုကြောင့်မွေးနေ့ဆိုတာဖြစ်ပေါ်လာတယ်ဘုရုကြောင့်လူဘဝကြီးကိုရလာတယ်ဆိုရင်မိမိရဲ့မိဘ2ပါးပဲနော်မိဘ2ပါးကျေးဇူးမများဘူးလားမချူတို့ရွှေရုပ်တို့သမီးမှတ်တာနော်ကိုယ့်ရဲ့အဖေအမေကိုမွေးနေ့ရောက်လာတိုင်းကြောရမယ်ကြလားအဖေအမေကိုမကြောရမှာလားကြောရမှာလားကြောရမယ်နော်တရားနာပြီးရင်အဖေအမေကြောရမယ်အဖေအမေကလည်းသီလကိုခံယူထားတယ်သမီးကလည်းသီလကိုခံယူထားတယ်သီလစင်ကြဲနေတဲ့အချိန်မှာအဖေအမေကိုကြောလိုက်ရင်ကိုယ့်အတွက်လည်းကုသိုလ်ရတယ်ကိုယ့်ဘေကိုယ့်အမေကိုလည်းပစ္စည်းဥစ္စာတွေနဲ့ကျေးဇူးဆိုင်ရမရောက်သေးဘူးတို့တို့ညတော့လဲမိမိမှလက်ဆယ်ပြားထိန်မှာမိုးပြီးတော့အဖေအမေကျမ်းပါပါစေချမ်းသာပါစေအသက်ရှိပါစေအနာကင်းပါစေဘေးကင်းပါစေဆိုတဲ့မေတ္တာစိတ်ကလေးချစ်ရှုပြီးတော့လက်အုပ်ကလေးချီးပြီးကြော့လိုက်ရင်လေမေတ္တာစိတ်လေးပို့ပေးလိုက်ရင်လေသာသမီတွေအနေနဲ့ကုသိုလ်မများဘူးလားများတယ်နော်သမီးတို့မှတ်ထားရမယ်နော်
ဒီလိုလေးလောက်ရမယ်ကိုမွေးနေရောက်လာတာမှာကိုအဖေအမေရှိနေတဲ့အချိန်တုန်းမှာအမြဲတမ်းကြော့နိုင်အောင်ကြိုးစားပြင်စီလာပါနဲ့ကြော့ကကိုပြောတာမဟုတ်မိမိတဲ့ကာယဝစီတဲ့နော်နဖုံးတဲ့မှာလက်အုပ်ချီးပြီးတော့ကြော့ပါတဲ့ဒီလိုဆိုလို့ရှိရင်မိဘကျေးဇူးဆက်ရမရဘူးလားရောက်တယ်နော်ဒီလိုမျိုးမကြော့ရမှာလားကြော့ရမယ်တရားနာပြီးရင်သမီးတို့အဲ့လိုကြော့ရမယ်ဒါဒီနေ့မှမဟုတ်ဘူးသမီးလေးဆိုရဒီနေ့မှမဟုတ်နောက်မွေးနေတိုင်းမှာဒီလိုကြော့နိုင်အောင်ကြိုးစားရမယ်နော်လောကမှာလူဘဝကိုခေါ်လာတဲ့မိဘနှစ်ပါးကျေးဇူးများတယ်တဲ့နော်လောကမှာမိဘရဲ့မိဘနှစ်ပါးတွေကကျေးဇူးများတယ်မြတ်စွာဘုရားကလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းကိုတနည်းအားဖြင့်ကောင်းခြင်းတရားတွေနဲ့ပြည့်စုံပါစေအကောင်းတရားတွေရအောင်ကြိုးစားအထောက်နိုင်ပါစေဆိုပြီးတော့မေတ္တာရှိစုပြီးတရားဓမ္မတွေဟောပြောခဲ့တယ်เนาะတနည်းအားဖြင့်ဘယ်လိုအကျိုးဓမ္မတွေဟောပြောခဲ့တယ်လဲဆိုလို့ရှိရင်ဥစဉ်တို့ဒီခန္ဓာဝင်လက်စာသိညာနိဗ္ဗာန်ထိရောက်စေဖို့အတွက်တရားဓမ္မတွေဓမ္မခန္ဓာပေါင်း7400တော့တရားဓမ္မတွေဟောပြောခဲ့တယ်မိမိတို့အနေနဲ့ဘာလို့အကြောင်းထားမလဲဆိုရင်လူဘဝကိုတော့ရလာတဲ့လူဘဝမှာကောင်းခြင်းတရားတွေနဲ့ပြည့်စုံမှုဆိုလို့ရှိရင်ပြစ္ဆုတ်ပံအကောင်းကံတွေမလုပ်ရမှာလားလုပ်ရမှာဒါဆိုလို့ရှိရင်အတိတ်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံနဲ့ယခုဘဝပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေပေါင်းစပ်မိလို့ရှိရင်ပို့ပြီးတော့ကုသိုလ်ကံတွေအကျိုးမပေးမှာလားအကျိုးပေးမှာဒီဥစ္စာကိုနှလုံးသွင်းထားရမယ်နော်မိမိတို့မှာငါတို့ကပြီးခဲ့တဲ့ဘဝအတိတ်ဘဝပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေတနည်းအားဖြင့်ဆရာတော်ကြီးဟောတယ်လေအဟောင်းစားမဖြစ်စေနဲ့တဲ့နော်မချွတ်လို့ရှိရတော့ဗါတယ်လေအဟောင်းစားမဖြစ်စေနဲ့အဟောင်းစားဆိုတော့ဘာကိုပြောတာလဲဆိုလို့ရှိရင်အတိတ်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကိုထိုင်းပြီးတော့စားတောက်သွားတယ်မဖြစ်စေနဲ့ပြစ္ဆုတ်ပံကုသိုလ်ကံတွေလည်းလုံနိုင်အောင်ကြိုးစားရတယ်နော်ပြစ္ဆုတ်ပံကုသိုလ်ကံအတ္တတွေရဲ့အကျိုးကိုခံစားနိုင်အောင်ပြစ္ဆုတ်ပံကုသိုလ်ကံတွေများပြုလုပ်ဖို့လိုအပ်တယ်တဲ့နော်ဒီလိုကြိုးစားအားထုတ်ရမယ်နော်တမီးတို့မိမိတို့အနေနဲ့ဒါကြောင့်မို့ရောမိမိတို့ရရှိလာတဲ့လူဘဝလေးမှာဒါဒီနေ့ရခဲ့ခြင်းတရားတွေများစွာတဲ့ခက်ခဲရထားတဲ့မနုဿတ္တဘာဝဒုံလဘလူဘဝကိုလည်းရတယ်ခုတတ္တမတဝနာဒုံလဘတဲ့သူတော်ကောင်းတရားတွေလည်းဘုရားဟောခဲ့တဲ့သူတော်ကောင်းတရားတွေလည်းလူရင်းကိုနာကြားရတယ်နောက်ပြီးတော့ပပ္ပစိတဘုံတော့ယဟန်တန်ကာကိုဖူးမြင်ရတယ်ဒါတော့ရခဲ့တဲ့ဓမ္မမဟုတ်ကောင်းတဲ့အချက်အရာတွေကတခုပေါ့နော်နမဒုံလဘတရား၅ပါးတွေကလူဘဝကိုလည်းရတယ်တတ္တတမ္ပတိတရာတရားနဲ့ပြည့်စုံလို့ဘုရားတရားတန်ကာကိုအမှုပြုတဲ့ကုသိုလ်ကောင်းမှုစီရင်ကျင့်ပါတယ်လူဘဝကိုရတယ်တရာတရားနဲ့ပြည့်စုံတဲ့ဓမ္မသာဝနာသူတော်ကောင်းတရားနာကြရတယ်ဘုရားဟောခဲ့တဲ့ဒုံလဘတရား၅တဲ့အခုသုံးပါလည်းငင်းမရနေဘူးလားရနေပြီဘုရားဒါဆိုလို့ရှိရင်ဗုဒ္ဓဘာသာဒုံလဘတဲ့ဘုရားဖြစ်ဖို့ခဲရင်နဲ့ပပ္ပစိတဘာဝဒုံလဘတဲ့ယဟန်ဖြစ်ဖို့ခဲရင်နဲ့ဒီနှစ်ပါးကတော့ရဖို့လွယ်ပါမလားမလွယ်ဘူးနော်ဒါကြောင့်မို့ရခဲ့ခြင်းတရား၅ပါးတွေကရခဲ့ခြင်း၃ပါးရမနေဘူးလားရနေတဲ့ဘဝလေးမှာမိမိတို့အနေနဲ့ကုသိုလ်များတဲ့များအောင်အာမထုတ်ရမှာလားအာထုတ်ရမှာလားအာထုတ်ရမယ်ကုသိုလ်များအာထုတ်မှသာလင်တဲ့မွေးနေမွေရဲ့ကုသိုလ်ဆက်ကအမြတ်သိခါလွန်ကျမ်းမာ၏နော်ကျမ်းမာမယ်ချမ်းသာမယ်ဆိုရင်ကုသိုလ်ဆက်ခါပြုပါတဲ့နော်မိမိတို့ရဲ့ကုသိုလ်တွေဆက်ပြီးမယ်ဆိုလို့ရှိရင်လေဒါဟာကျမ်းမာခြင်းတရားတွေချမ်းသာခြင်းတရားတွေဖြစ်စေတာပါပဲဒါကြောင့်မို့မိမိတို့အနေနဲ့ကုသိုလ်ကောင်းမှုတွေများတဲ့များအောင်ကြိုးစားပွားများအားထုတ်နိုင်ကြပြီတက္ကလသမီးလေးဆွေရဲ့ဝိဇာတမွေးနေ့ကိုအကြောင်းပြုပြီးကောင်းမှုပြုလုပ်ကြတဲ့ဒကာဒကမအပေါင်းသူတော်ကောင်းတို့ယနေ့ယခုပြုလုပ်ရတဲ့ကုသိုလ်အစုစုတို့ကြောင့်ဒုက္ခိတာဟောတာဒုက္ခမုံစရဒုက္ခိတာကိုစိတ်နှပြချမ်းသာချမ်းသာခြင်းတို့နဲ့ဟောတာပြည့်စုံတဲ့အပြည့်စုံကြ၍ချမ်းသာတဲ့ချမ်းသာကြ၍ကျမ်းမာတဲ့ချမ်းသာကြ၍ကျမ်းမာတဲ့ကျမ်းမာကြ၍ဒုက္ခမုံစရဘေဒုက္ခမှန်သမျှယံဆွေဥသမျှတို့သည်မုံစရလွတ်မြောက်ကြပါစေရဲ့လို့ပထနာအောင်စုခါပြုလို့သာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာတထ၃ကြိမ်၃ဝနှုတ်မဟ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရာတည်းသာဓု